ပြီးတော့တကယ်လို့ကျွန်တော်တို့ဗျာအချိန်ပြီးကျွန်တော်တို့နောက်မှာရှိတဲ့လူတွေကဒီစာပေါင်းကျွန်တော်ရိုက်ပြီးခေါ်လိုက်ပြီဆိုရင်ကျွန်တော်တို့ private တွေကစာပေါင်းရိုက်ပြီးခေါ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီ web page မျက်နှာစာမျက်နှာကြာလာမယ်ကြာလာတဲ့အခါကျရင်ကျွန်တော်တို့အဲ့မှာ login user နဲ့ password ထည့်ပြီးတော့အဲ့ application ကျွန်တော်သုံးဆွဲလို့ရတယ်ဒါအောင်ကျွန်တော်တို့က no page လို့တင်စားတာပေါ့အမှန်တော့ဒီ application server တွေလောက်တာကျွန်တော်တို့က local ရှိရင်ပေါ့နော် local ကျိုးတွေချိန်ထားရင်အဆင်ပြေပြီနော်ကျွန်တော် no မလို့ဒါပေမဲ့ Mr. Internet တွေပဲသုံးလို့ဆိုတော့ဒါ no တော့ချိန်ရမှာပေါ့နော် no ရှိတော့လည်းကောင်းတာပဲနော်ကောင်းတာပေါ့ okay နောက်တစ်ခါကျွန်တော်ပြောပြမယ်နော် Sports Centralized Management ဆိုတာကဒီဟာကိုကျွန်တော်တို့သုံးတယ်ဆိုရင်နော်ကျွန်တော်မှာ admin portal ဆိုတာရှိရပေါ့နော် administrator ကဒါကိုထိန်းချုပ်တာဆိုတော့ကျွန်တော် Mr. ကတခုခုဒါ DTM မှာတခုကျင်းနေတာရှိတယ်တခု system တိုးနေတယ်ဆိုကျွန်တော်တို့ဒီမှာပြောလို့ရတယ် administrator ပြောနိုင်ရင်သူကအဲ့မှာပြင်တင်တာပြင်ပြီးတယ်ပေါ့ဗျာဒါကို Centralized Management ကျွန်တော်လုပ်တယ်လို့ခေါ်ပါတယ်နော် online နေလုပ်ပြရတယ် offline နေလုပ်ပြရတယ်ဒီလို application ဒါကိုကျွန်တော်တို့ကပြောမယ်ဆိုရင် web page server ဒါ web page application ပေါ့နော်ဒါလို့ခေါ်ပါတယ်နော်so installation way မှာဆိုရင်ကျွန်တော်တို့ဒီမှာ local installation ရှိမယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒါ network page installation ရှိမယ်เนาะ network page ဆိုကျွန်တော်တို့ browser ပေါ်ကသွားတာဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်တို့ထပ်ပြီးတော့နောက်ထပ်ဟောနော်နောက်ထပ်ပါရှိဦးမလဲဆိုတော့ application တွေကျွန်တော် run တယ် application တွေကျွန်တော် run လို့ရှိရင်တစ်ခါကျရင်ပြောတယ်ညာဆိုတော့put ချရတော့ပေါ့နော် user name and password ဒါမှမဟုတ် type administrator press on enter click yes ဒီလိုမျိုးပေါ့နော်ပေါက်လေးကြားတယ်ဒီလိုမျိုးဟာတွေဘာလို့ကြာလဲဆိုတော့ကျွန်တော်တို့က user account control permission ပေါ့နော်အဲ့ control permission နဲ့ညှိနေလို့အဲ့ permission ကိုကျွန်တော်တို့တွားပြီးတော့ဟာ disable enable လုပ်လို့ရတယ်ဗျာနော်အဲ့လိုမျိုးပေါ့နော်ဒါနောက်တစ်ခါကျတော့ဒီလိုပေါ်လာရင်ဆိုတာမျိုးကဒါ administrator နဲ့ lock ခံထားတာဖြစ်တယ် administrator permission အခုလူချင်းမျိုးသုံးနေရတော့နော်သုံးနေရကကျွန်တော်တို့ user permission ဖြစ်တယ် user permission မှာဆိုရင်ကျွန်တော်တို့ကတချို့ software တွေ run လို့မရဘူး command သုံးမယ်ဆိုတော့တချို့ command တွေသုံးလို့မရဘူးနော်အဲ့တော့တခုခုကျွန်တော်တို့ကဥပမာပြထားပါတော့ကျွန်တော် internet setting ဝင်ပြင်ချိန်တယ် CPA တော့ CPA လေးခေါ်ပြီးကျွန်တော် internet setting ဝင်ပြင်ရတယ်အဲ့မှာ right click နဲ့ property ကိုနှိပ်ရတယ်သူကစပြီးမိ administrator password ထည့်ပါတကယ်လို့ administrator password မသိဘူးဆိုရင်ဒီ process ကိုဆက်လုပ်လို့မရဘူးเนาะ cancel ပြီးလုပ်ပြီးထွက်ရမယ်နောက်တစ်ခုကကျွန်တော် application တစ်ခုကို run လိုက်တယ် application တစ်ခုကို run လိုက်တဲ့အခါကျရင်သူကပြောတယ် administrator password ထည့်ပါမထည့်မ run နဲ့အဲ့ဒါမျိုးကြောင့်ကျွန်တော်တို့ဘာကို control ပေးထားရလဲဆိုတော့ဥပမာဗျာ user အဲ့ user ဆိုတာသိမသိဘူးသူ run ချင်တဲ့ software က virus ပါနေပါနိုင်တယ်ပါနိုင်တော့ဒါယူသူကတကယ်လို့ run နေတယ်ဆိုကျွန်တော်တို့က password တွေမခံဘဲနဲ့ခွင့်ပြုထားတဲ့ administrator permission မထားဘဲနဲ့ခွင့်ပြုထားတယ်ဆိုသူ run နေတယ် run နေပါလေအဲ့တော့ကျွန်တော်တို့ရဲ့ performance ကပြောမှဆိုရင် virus ဆိုတဲ့ကောင်မျိုးကဟို set replicate ပေါ့နော်ကိုယ်ပိုင်မျိုးပွားတယ်ကိုယ်တိုင်မျိုးပွားတဲ့အခါကျတော့ကျွန်တော်တို့ကတယောက်ဆက်မှာဖြစ်တယ်ဆိုတာနဲ့နော်တခြား set တွေ network ချိတ်ဆက်ထားတဲ့ set တွေအကုန်လုံးကိုကျွန်တော်တို့ကဒီ device ကြီးကဟိုပြန့်နှံ့နိုင်တယ်ပေါ့နော်ဒါကြောင့်တယောက်ကစပြီးတော့မစင်မချင်း installation လုပ်တာနဲ့ကျွန်တော်တို့ network ဒီ organization တစ်ခုလုံးမှာဒီ virus က infect ဖြစ်နိုင်တယ် virus ကဘာတွေလုပ်ဆောင်နိုင်လဲမျိုးပွားတယ်ပြီး file တွေဖြည့်ဆည်းရပေါ့နော်ဒါတွေလုပ်နိုင်တဲ့ system တွေကို system မှာရှိတဲ့ database ကိုဖြည့်ဆည်းရ file တွေကိုဖြည့်ဆည်းရဒါလည်း virus ကလုပ်တယ်အဲ့တော့ကျွန်တော် user account control permission ကိုတကယ်လို့ကိုယ်ရုံးမှာရှိရဆိုထားပေးတဲ့နော်လုပ်ထားတဲ့ permission ပေးထားတဲ့ပေါ့နော် okay ဒါတော့ဒီအောက်ကစာရီတော့ကျွန်တော်မဖတ်ပြတော့ဘူးဒါကျွန်တော်ပြောတာစုံနေပြီပေါ့နော် okay အဲ့တော့ဒီ control permission ကိုပေးလို့ရတယ်เนาะပေးပြီးတော့ကျွန်တော်က administrator password ထည့်ခိုင်းဒါကိုက administrator တယောက်ဖြစ်နေဆိုရင်ပေါ့เนาะဆိုတော့ကိုယ့်ရဲ့ရုံးမှာ ID တမဗျာ ID တမဆိုရင်တခြား ID user တွေရှိရင် ID user တွေက awareness မသိဘူး security ဘာမှမသိဘူး virus ဆိုတာဘာမှမသိဘူးเนาะအဲ့တော့တချို့သူတို့တော့ကျွန်တော် awareness ဆိုတော့ပေးလို့ရတယ်ပေါ့เนาะ virus တွေရှိနာနိုင်တယ် virus တွေက file တွေဖြည့်ဆည်းတယ် folder တွေဖြည့်ဆည်းတယ် okay database တွေဖြည့်ဆည်းတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီကိုယ့်ရဲ့နောက်မှာရှိတဲ့ organization တစ်ခုလုံးမှာကူးစက်နိုင်တယ်အလုပ်တွေကြနိုင်တယ်ဒါမျိုးတွေရောကျွန်တော်တို့ကပြောမယ်ဆိုရင် awareness ဆိုပေးထားလို့ရတာပေါ့နော်ပေးအောင်သက်သက်ပဲပေါ့ဗျာဒါပေမဲ့သူတို့ကဟိုကိုကပေးထားပေမဲ့လည်းသူတို့က run နေတာတွေ short ပြီး run နေတဲ့အခါကို permission မပေးဘဲနဲ့ run နေတဲ့အခါကျတော့ဖြစ်သွားရင်ပဲကောင်းပေါ့ကိုကောင်းမှကြာတယ်ကို security လုပ်တာကို user တွေကို awareness ပေးတာအဆင်မပြေလို့ဆိုကိုကောင်းမှပြန်ကြာတယ်အဲ့တော့မိတ်ဆွေကဒီ company တစ်ခုမှာ ID ဘိုင်းနဲ့လုပ်တယ်ဆိုတာလေးကို awareness ပေးထားဖို့လိုတယ် account control setting ကိုလုပ်ထားပါ permission ကိုပေးထားဖို့တင်ပါတယ်เนาะဒါလေးကလိုအပ်လို့ကျွန်တော်ပြောတာပါနော်ဒါမှမဟုတ်လည်းကျွန်တော်တို့ကဒီမှာကျွန်တော်ဆွမ်းနာပြလို့ security ဝင်နေကျွန်တော်ပြင်မယ် install လုပ်တဲ့အခါကျရင်ဘယ်လို software တွေပဲကျွန်တော်တို့ install လုပ်ရမယ်တကယ်လို့ကျွန်တော်တို့ machine install လုပ်လို့ရှိရင်ဘာဖြစ်နိုင်လဲဒီ virus တွေဝင်လာနိုင်တယ်အဲ့တော့ virus ဆိုတာဘာလဲ virus ဆိုတာကျွန်တော်တို့ဒါ replicate ကိုယ်တိုင်မျိုးပွားတယ်မျိုးပွားပြီးတော့ဘာလို့လဲ file တွေကိုဟိုဖွင့်လို့မရအောင်နော်လုပ်တယ်ဖြည့်ဆည်းဖြစ်တယ် shortcut တွေဖြစ်အောင်လုပ်ဖြစ်တယ်
နောက်ပြီးတော့ computer ရဲ့ performance တွေကြားတယ် file တွေဖြည့်ဆည်းဖြစ်တယ်ဒါတွေလုပ်နိုင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့အဲ user တွေ awareness တစ်ချက်ပေးထားမှာပေါ့နော် security awareness ပေးထားလို့ရှိရင်သူတို့လည်းကြောက်ပြီးတော့တချို့ software တွေဆိုကျွန်တော်တို့ရဲ့ quick feature မရှိပဲ run မှာမဟုတ်ပါဘူးเนาะ okay ဒါတွေကတော့လိုပါတယ်เนาะအဲ့တော့ကျွန်တော်ဒီမှာ conclusion တွေတစ်ချက်ပြောချင်တယ်တစ်ချက်ပြောချင်တာပါလဲဆိုတော့ကျွန်တော်ကအခုပြောပြပြီးတော့ကျွန်တော် installation software ပေါ့နော် software တွေ installation လုပ်တဲ့အခါမှာတည်ထိုက်တဲ့ awareness လေးကျွန်တော်ပြောပြပေးသွားတယ်ဆိုတော့အရင်ဆုံးကျွန်တော်ပြောချင်တာကကျွန်တော်တို့ကဒီ Windows တင်ပြီးသွားပြီဆိုရင်မရှိမဖြစ်လို့က driver เนาะ Windows တက်မှာ driver တော်တော်များပါလာတယ်ဒါပေမဲ့တချို့သော driver တွေကတော့မပါလာဘူးအဲ့တော့ကျွန်တော်တို့က driver based solution ပေါ့နော်ဒါကဟုတ်တယ်တခြားဒီ driver official source ရှိရပေါ့နော်ဒီမှာ HP ဆိုလည်း HP driver တွေ download လုပ်လို့ရတဲ့ site ရှိရသွားတောင်းမှာ Dell ဆိုလည်း Dell driver တွေ download လုပ်လို့ရတဲ့ software ရှိ site ရှိရပေါ့နော်သွားတောင်းပြီးကျွန်တော်တို့ထည့်မယ် okay ဒါလုပ်မယ်ပြီးလို့ရှိရင်ကျွန်တော် standard software လိုတယ် standard software သွင်းဖို့လိုတယ်ဆို standard software ဆိုတော့ application တွေပေါ့နော် dictionary ပါမယ်ပြီးရင်ကျွန်တော်တို့ဒါ Microsoft Excel PowerPoint ဒါရတော့မရှိမဖြစ်ထည့်ပေးရမယ်ပြီးရင် user က Photoshop လေးသုံးတတ်တယ်ဆို Photoshop လေးထည့်ပေးမယ် Pacemaker နော်ဒါလေးထည့်မယ်ပြီးရင် zip file လေးဖြည့်ဖို့တော့ WinRAR ပြီးတော့ PSC Media ဒါမျိုးတွေဒါကျွန်တော်တို့ standard software တွေဖြစ်တယ် okay အဲ့တော့ဒီ software တွေကျွန်တော်ဘယ်လို run လုပ်ရလဲ okay local ကနေ run လုပ်ရတယ် local ဆိုတာက memory stick ထဲမှာရှိတဲ့ software ကိုကျွန်တော် run လုပ်ရတယ် SD card ထဲမှာရှိတဲ့ software ကို run လုပ်ရတယ်နော်ပြီးတော့ HDD ကျွန်တော် internet ပေါ်ချက်ချင်း download ဆိုတော့ချက်ချင်း run လုပ်ရတယ်နောက်တစ်ခုက CD drive ဒါခွေတွေနဲ့ run လုပ်ရတယ်နော် okay နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ web page ပေါ့နော် web page software ကိုခေါ်တယ်နော်အဲ web page software တွေကဗာလဲဆိုတော့ကျွန်တော်တို့ application server တစ်ခုခုကျွန်တော်တို့ network local network မှာကျွန်တော်ထားတယ်ထောင်ထားတယ်အဲ့တော့ကျွန်တော်တို့ application သုံးနေတယ်ဆိုရင်ကျွန်တော်တို့ domain ကိုရိုက်ထည့်တာနဲ့ဒီ site တွေဒီ application server တွေကိုရောက်သွားတယ်အဲ့မှာကိုယ့်ရဲ့ user name နဲ့ password ရိုက်ထည့်မှာကျွန်တော်တို့အထဲမှာဝင်ပြီးတော့ application ကိုသုံးစွဲခွင့်ပေးတာဒါမျိုးကကျတော့ကျွန်တော်တို့က browser နဲ့ဝင်သုံးတာဗျာဆိုတော့ browser နဲ့ဝင်သုံးတာဒါကိုကျတော့ကျွန်တော် local နဲ့သုံးလို့ wifi နဲ့လည်းသုံးလို့ရတယ်ဒါမှ internet ရှိလည်းသုံးလို့ရတယ် internet မရှိလည်း local အနေနဲ့ချိန်လို့ရတယ်เนาะဒီ software မျိုးစားလို့ချိန်လို့ရတယ်ကျွန်တော်တို့ရဲ့ဒီ computer ထဲမှာ installation လုပ်เสียမလိုဘူးเนาะ okay နောက်တစ်ခုကျတော့ software တွေ installation လုပ်တဲ့အခါကျရင်တိတိကျကျတစ်ခုရှိရဲအဲ့ဒါဘာလဲဆိုတော့ software တိုင်းကိုကျွန်တော်တို့ download ဆွဲလို့မရဘူးဘာလို့ဆိုတော့ free based software အများကြီးရှိတယ်เนาะ Windows မှာသုံးလို့ရတာအများကြီးရှိတယ်အဲ့တော့ free based software တွေကဘာ error ဖြစ်နိုင်လဲဘာတွေ risk များလဲဆိုတော့တခြားမတမာသူတွေကဖန်တီးထားတဲ့ virus ဖြစ်နိုင်တယ်အဲ့တော့ virus တွေပါနိုင်တဲ့အတွက်ကျွန်တော်တို့က internet ပေါ်က download ရမ်းမဆွဲဖို့နဲ့ဒါဒီ end user တွေကိုကျွန်တော်ပြောလို့ရတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့က security awareness တွေပေးလို့ရတယ် virus ဆိုတာဘာလဲ virus ဆိုတာ self replicate ကိုယ်တိုင်မျိုးပွားတယ်တယောက်ရဲ့ set တွေကိုဝင်လာပြီဆိုရင်တို့ဘယ်လိုလုပ်ချရဖြစ်လုပ်လဲဆိုရင်အထဲမှာ virus ပါနေတဲ့ software installation လုပ်ပြီးရမျိုးပေါ့နော်နောက်ပြီးတော့ဒီ virus ပါတဲ့ state တွေကိုကျွန်တော်တို့ဆက်မှာလာထိုးတာမျိုးဒါမျိုးကဒါမလုပ်သင့်ဘူးเนาะဒါမျိုးကကျွန်တော်တို့ virus တွေကိုပြန်ပေါ်အောင်ဖန်တီးတဲ့ distribution method တွေဖြစ်တယ် okay အဲ့တော့ virus ကကျွန်တော်တို့ဒီလိုလုပ်တယ်ပြီးလို့ရှိရင်တကယ်လို့ virus ဖြစ်တယ်ဆိုရင်ကိုယ့်ရဲ့ computer မှာလာပြီးတော့ effect တွေဖြစ်မယ် file တွေ shortcut တွေဖြစ်ကုန်မယ်အရေးကြီး data တွေပျက်စီးမယ်เนาะတချို့ software တွေဆိုဖွင့်လို့မရတော့ဘူးဒါမျိုးရှိရယ် okay ဒါအောင် end user ကျွန်တော်တို့ကနည်းနည်း remind လုပ်မယ်ပြီးလို့ရှိရင်ရောဗာထပ်ပြီးတော့လုပ်ဖို့လိုလဲဆိုရင်ကိုယ်တိုင်ကလည်း administrator ဖြစ်တဲ့အတိုင်းပေါ့နော်ကိုက ID ပိုင်းမှာသက်ဆိုင်သူဖြစ်တဲ့အတိုင်းကျွန်တော်တို့က user account control setting အခုဒီတရားမျိုးပေါ့နော် user account control setting မျိုးလုပ်ထားတဲ့တယ်အဲ့တော့တချို့ software တွေဆိုသူတို့က run တယ်သူစိတ်နဲ့သူ run တဲ့ခါကျရင်ကျွန်တော်တို့ permission တောင်းပါ user admin ရဲ့ account ထည့်ပါ admin password ထည့်ပါပြောရင်သူတို့မှာ admin password မရှိဘူးလေကိုမှမရှိတော့တကယ်လို့သူတို့ set run တယ်ဒါဆိုသူတို့အနေနဲ့ virus တွေကနေကာကွယ်ပေးနိုင်တယ်ပေါ့နော်အဲဒီလို awareness တွေကျွန်တော်ပြောပြခြင်းအဖြစ်ကျွန်တော်တို့အဆင်ပြေတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့မှာ software 2မျိုးရှိအောင်เนาะ OS က2မျိုးရှိရတဲ့အတွက်32 bit နဲ့ 64 bit ကဲအဲ့တော့32 bit မှာ32 bit ဆိုရင်ကျွန်တော်တို့ကိုယ့်ရဲ့ Windows က32 bit ဆိုရင်ကျွန်တော်32 bit only ပဲကျွန်တော် run လုပ်ရတဲ့ software ဒါပေမဲ့32 bit မှာသွားပြီးတော့64 bit run လုပ်ရမှာမဟုတ်ဘူးเนาะthis app isn't available in this Windows version ဒါမှမဟုတ်လေin this computer အဲ့လိုပြောတယ်ဗောနော်ဒါမှမဟုတ်လေဟို in this OS ပေါ့ဗျာအဲ့လိုသူအမျိုးမျိုး error message တွေပြောတယ် okay ထားပါတော့အဲ့တော့ကျွန်တော်တို့က64 bit OS ဖြစ်တယ်ဆိုပါဆို64 bit OS ကျွန်တော်တို့ Windows ဖြစ်တယ်ဆိုရင်ကျွန်တော်တို့က32 bit ရော64 bit ရောကျွန်တော်တို့ run လုပ်ရတယ်နော်32 bit ဆိုရင်ကျွန်တော်တို့က86ဆိုတယ်နော်886ဆိုရယ်ဒီ program file နဲ့ C ရဲ့ program file နဲ့မှာတိတ်မယ်ဒါကြလို့64 bit ဆိုရင် program file နဲ့886မပါတော့ဘူး864လည်းမပါတော့ဘူးမပါဘဲနဲ့ program file နဲ့မှာကျွန်တော်တို့သွားပြီးတော့ကျွန်တော်တို့ installation လုပ်တာ software တွေကိုကျွန်တော်တို့သွားပြီးတော့ကြည့်လို့ရတယ် okay ဒီနေ့လည်းအဖြစ်ကျွန်တော်တို့က software တွေဒါ installation လုပ်တဲ့အခါကျရင်ဒါလိုအပ်တယ်ပြောမယ်ဆို awareness တွေဖြစ်ပါတယ်အဓိကအဖြစ်တော့ကျွန်တော်တို့ voice file ပေါ့နော် file ကိုကျွန်တော်တို့ရှောင်ရှားခြင်းပါတယ်နော်အဓိက virus ကိုရှောင်ပါကျွန်တော်တို့ organization မှာအဆင်ပြေမှာဒါကြောင့်အားလုံးတည်ထားဖို့လိုပါတယ်တရားလေးတွေကဒါအခုဒါကျွန်တော်အခု visual လေးနဲ့ပြောပြီးတော့
မိတ်ဆွေတွေစိတ်မပူပါနဲ့ကျွန်တော်နောက်ပိုင်းမှာကျွန်တော် tutorial အများကြီးလုပ်မှာပါအဲကြရင်ဘယ် software ဘယ်လို run နေရအစားကျွန်တော်အသေးစိတ်ပြန်ရှင်းပြပါမယ်ဒါတွေကကျွန်တော် knowledge sharing တွေလုပ်ပေးခြင်းဖြစ်ပါတယ်เนาะနည်းနည်းမိတ်ဆွေတို့တည်သွားအောင်ကျွန်တော် knowledge sharing လုပ်ပေးရပါနောက်ပိုင်းမှာကျွန်တော် software တွေဥပမာဗျာထားပါတော့ IDEA ဘယ်လို download လုပ်မလဲ IDEA ကိုဘယ်လို full version ဖြစ်အောင်လုပ်မလဲဒီပိုင်းနေပြီးတော့ Microsoft မှာဒီ Windows မှာမြန်မာ font တွေဘယ်လိုထည့်မလဲမြန်မာ font တွေဘယ်လိုပြင်မလဲနောက်ပြီးတော့ Microsoft Windows setting တွေကျွန်တော်ဘယ်လိုချိန်မလဲဒါတွေကိုကျွန်တော်ထပ်ပြီးတော့ပြောပြမှာဖြစ်ပါတယ်เนาะဒါအခုတော့ကျွန်တော်ကဒါလေးပြောပြနေတာ awareness ပါเนาะ Visual Bluetooth တူအောင်ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ် okay ကျွန်တော်နောက်သင်ခန်းစာမှာဆိုရင်ကျွန်တော်လာပြီးတော့ disk management ပေါ့နော်disk management ဆိုတာကကျွန်တော်တို့DISK mgm.msc command ကိုသုံးပြီးတော့ကျွန်တော်တို့ partition တွေပိုင်းမယ်เนาะ partition တွေပိုင်းမယ်ပြီးတော့ partition တွေပြန်ပေါင်းမယ်ပြန် partition တွေအသစ်ပိုင်းမယ်ပြန်ပေါင်းမယ်ဒါတွေကျွန်တော်တို့เนาะ okay ဒီ disk management မှာလုပ်လို့ရတယ်နောက်ပြီးတော့ဒါပြောမှဆိုရင် hard disk တစ်ခုလုံးကျွန်တော်တို့စိတ်ကြိုက်ပြန်လဲ management လုပ်ခြင်းဖြစ်ပါတယ်ဒီသင်ခန်းစာကိုကျွန်တော်နောက်သင်ခန်းစာမှာဆက်ပြီးတော့တွေ့မယ်เนาะအားလုံးကျေးဇူးတင်ပါတယ်